ဟောင်းနှမ်းပြီးဆွေးနွေးစရာမရှိတဲ့အင်ကြီးထဲမှာကလေးမလေးရာကပိုက်စာပြီးအော်ဟိတ်ငိုကြွေးနေချိန်နှက်ကောင်းတွေရဲ့စောင်းရှောက်မှုကြောင့်သူကင်ထားတဲ့မုံဝင်အိတ်ထဲကနေတဆင့်စာပွဲအောက်မှာခဏမိလိုက်တဲ့အခါအလင်းရောင်တွေစုဖြတ်ဆင်းလာပြီးအိမ်မက်ကြီးထဲကနေတဆင့်ထင်ရပေမဲ့မုံဝင်အိတ်ထဲကနေပြီးမြို့တစ်မြို့ရဲ့တာယာလှပမှုအပေါ်ဆုံးနေရာကိုရောက်သွားခဲ့တယ်။စားရောက်ချင်းမှာသူဟာအကြောင်းတောင်ဖြစ်နေပြီးဘာလို့ရမှန်းမသိတာကြောင့်အမိုက်ပုံဘေးနာကတနေရာမှာဆစ်ဆက်စွာထိုင်နေလိုက်တဲ့လူငယ်လေးတစ်ယောက်ကသူ့စီကနေဖြစ်ပြီးညစ်ပတ်တဲ့ကလေးမျိုးဘဲကလာတာလဲပြောနေတယ်ဒီနေရာကဘလို့နေရာမှန်းမသိပေမဲ့ရာတို့ရွာမှာတော့နွေရာသီရဲ့ရေကြီးရေရှမ်းမှုနဲ့ကြောက်တုံးများပိတ်ဆို့ထားမှုကြောင့်ရွာထဲတွင်ဖုံမှုတွေနဲ့ပြည့်နှက်နေခဲ့တယ်အသက်ကြီးရွယ်အိုတွေကလည်းရေတဆုံရှုံမှုကြောင့်စာလောင်မှုချင်းတို့ကြောင့်မောပန်းနွမ်းနေပြီးအားနေနေကြတဲ့အေဂရစ်နန်းတော်ကလည်းလူငယ်တွေကိုအတင်းအကျပ်စစ်မှုထမ်းခိုင်းပြီးရွာမှာအသက်ကြီးသူတွေအားနေသူတွေမျိုးသမီးများနဲ့ကလေးတွေကိုခြံထားခဲ့တဲ့အင်အားနဲ့ငယ်ပဲရှိတဲ့ဆက်အံနဲ့အမဲလိုက်သမားတမိတာထားခဲ့တဲ့ကလေးမလေးရာကငယ်စဉ်ကတည်းကမိဘနှစ်ပါးလုံးကိုဆုံးရှုံးလိုက်ရတဲ့ရာကမိသားစုများစွာရဲ့အစားအစာကိုစားရင်ကြီးပြင်းလာခဲ့တဲ့အခုလင်ရှိကတော့ရာကအဖွားဖြစ်သူနဲ့အတူတူနေထိုင်နေတဲ့လူတွေစီကားနေတဲ့ဈေးပွဲတော်တစ်ခုမှာမိန်းကလေးတစ်ယောက်ကကြတိမ်တလုံးကိုမြေပေါ်သို့လွတ်ပစ်လိုက်တဲ့ရာလေးစီမြည်တီလာတဲ့အစားအစာကိုယူပြီးစားကြည့်လိုက်တဲ့အခါစားလို့ကောင်းနေပြီးတိတက်တဲ့ရာကအဖွားအတွက်ဆိုပြီးတေချာတင်ထားလိုက်တဲ့အမိုက်ပုံနောက်မှာပဲပုံပြီးနေတဲ့ရာနာကိုအစားအစာတွေရောက်နေတာကြောင့်ဒီကလူတွေကတဝက်ပဲစားပြီးကျန်တာတွေကိုလွတ်ပစ်တယ်ဆိုတာနားလည်သွားတဲ့အစားတောက်နေငယ်စီကိုမြည်ကြည့်ပြီးကျန်တာတွေကိုကလေးမလေးရာကတေချာတင်စီထားတယ်ကောင်းလေးတယောက်ကရတာရှိတဲ့အသားကင်ကိုစားနေရင်အမိုက်ပုံကနေပြီးထိတ်လန့်တဲ့အရာတစ်ခုကြောက်သွားပြီးမေမေအမိုက်ပုံနာကတစ်ခုရှိနေတယ်ဘာကြီးမှလည်းမသိဘူးသားကြောက်တယ်ဘာမှမဖြစ်ပါဘူးသူကအမိုက်ကောက်တဲ့ကလေးတယောက်ပါသွားရအောင်ကောင်မလေးကရင်ဖက်ထဲကနေအောင်ဆူဖြစ်လာပြီးဒီနေရာမှာတင်ပြောက်သွားခဲ့တယ်အတော်ကြီးတယောက်ကလုံခြုံရေးအချို့ကိုခေါ်လာခဲ့တယ်ဒီအမိုက်ပုံနာမှာဘာချိုင်းနဲ့ဆဲကြီးတက်ကောင်မလေးတယောက်ထိုင်နေတာတော်တော်ကြာသွားပြီးအခုဘဲပြောက်သွားတာလဲတကယ်ကိုမယုံနိုင်စရာဘဲရာပြန်ရောက်နေမှန်းသိလိုက်ရတော့ချင်းချင်းပဲအဖွားစီကိုသွားပြီးဖွားထားတော့ဒီနေ့ရာမှာထူးခြားတဲ့အစားအစာတွေပါလာတဲ့ဖွားအတွက်အာဟာရဖြစ်လိမ့်မယ်ဒါလေးကိုနည်းနည်းလောက်အရင်စားကြည့်လိုက်အောင်ရာသမီးသားတွေကိုဗတရစီကနေပြီးတောင်းလာတာလဲကောင်မလေးကမော်ဝင်အိတ်ကြီးတဲကနေလှပတဲ့နေရာတစ်ခုကိုသွားနိုင်ကြောင်းနဲ့အစားတောက်တွေအများကြီးရှိကြောင်းကိုအဖွားကိုပြောပြနေတဲ့အဖွားကလည်းအစားပတ်တောက်အချို့ကိုထုတ်ပိုးပြီးရာဒါကနှစ်ယောက်တည်းတီးလို့ကောင်းတဲ့အရာမဟုတ်တဲ့အတွက်ကြောင့်ရွာလူကြီးကိုအကုန်သွားပြောပြရမယ်ရွာလူကြီးကကြောက်တုံးကြီးတစ်ခုပေါ်မှာထိုင်နေတဲ့အချိန်လေးမဝင်ခင်ဖွားမြင်းနှစ်ယောက်ကရွာလူကြီးစီကိုလာနေခဲ့တယ်ရွာလူကြီးရှင်တာကမြေးမလေးရာမျိုးတစ်ခုကနေပြီးရရှိလာတဲ့အစားအစာတွေလို့ပြောတဲ့ရွာလူကြီးတိုင်ပင်ခြင်းလို့တီတီလာခဲ့တာပါဒါကဘယ်လိုမျိုးလက်ဆက်ပြီးအရသာရှိတာကိုသိချင်ရင်ညီလေးစားကြည့်ပါမျက်ရည်တွေတောင်ကျသွားတဲ့ညီလေးကကောင်မလေးရဲ့ကောင်းကိုပုတ်ပြီးကိတ်မုံလေးတစ်ခုပေးလိုက်တဲ့ရွာအတွက်အသက်ကယ်တင်မဲ့သူကမြေးမလေးဖြစ်နေပြီးတာကြောင့်မြေးမလေးပေါ်မှာပဲမူတည်တယ်在家身子不好ညကြီးချိန်မတော်ကြီးစီခောက်ပြီးရွာသူကြီးကတရွာလုံးကိုခေါ်လိုက်တယ်ကဲအခုပြောတာအားလုံးတေချာနားထောင်ကြရွာမှာနွေရာသီခန်းချစ်ပြီးအစားအစာတွေပြက်လက်နေတာတော်တော်ကြာပြီးအစားအသောက်ကောင်းကောင်းဆိုတေချာတော့မမြင်ဘူးကြတော့ဘူးဒီနေ့မှာတော့ကလေးမလေးရာရဲ့ကျေးဇူးကြောင့်မင်းတို့အတွက်အစားအစာအချိုးမြဝေဖို့ခေါ်လိုက်တာပြီးတော့ရွာသူကြီးကကလေးတွေနဲ့လူကြီးမိဘတွေအားလုံးကိုတယောက်တစ်လုံးချစီကျွေးလိုက်တယ်ရွာသူကြီးကျွန်တော်အနေနဲ့မိကုန်းထုတ်စရာတစ်ခုရှိတယ်ကလေးတယောက်ကဘလို့နေရာမျိုးကိုတွားပြီးစားစရာတွေရလာနိုင်မှာလဲဆိုတာသူပြောနေတော့ရွာသားတွေကအစားတောက်ကျွေးတဲ့သူတွေကိုပြန်စော်ကားရရောက်မှကြောင်းလို့အားလုံးကလည်းထွက်သွားတယ်အိမ်ရောက်တော့ဖွားမြင်းနှစ်ယောက်ကကြန့်ရှိသေးတဲ့အရွက်အချို့ကိုမိဖြစ်ခဏလေးပြုတ်ပြီးနှစ်ယောက်သားရဲ့ညစာအဖြစ်အသုံးပြုလိုက်တယ်ပြီးတော့ဖွားမြင်းနှစ်ယောက်စလုံးညတညကိုကုံဆုံးဖို့အတွက်အိမ်ရဝင်လိုက်တယ်အဲ့ဒီအချိန်မှာကလေးမလေးရာကထပ်လာပြီးရွာထဲမှာလူတွေမရှိတော့အားလုံးတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မျိုးတစ်မျိုးရဲ့အလှပဆုံးနေရာကိုပြန်သွားဖို့လုပ်လိုက်တယ်ရှစ်တစ်ခေါက်ကအသုံးပြုထားတဲ့သူ့ရဲ့မော်ဝင်အိတ်ကိုအသုံးပြုပြီးမြို့တစ်မြို့ရဲ့တာယာလှပတဲ့နေရာကိုရောက်သွားခဲ့တဲ့ဒီတစ်ခါတော့အရင်ကထပ်ပုံမစိန်လန်းတဲ့မိုးအနှံ့တွေနဲ့ပြည့်နေနေခဲ့တဲ့ကလေးမကအသားပေါက်စီကိုကြည့်ပြီးစားခြင်းစိတ်တွေဖြစ်ပေါ်နေတယ်။တမီးလေးအစားအစာတစ်ခုခုစားခြင်းလို့လားမိဘတွေကရောဘယ်မှာလဲဒီလိုနင်းတွေထူထပ်နေတဲ့မြို့ကြီးထဲမှာတယောက်တည်းရှောက်သွားတာမတင်တော့ဘူးလူဆိုးတွေနဲ့တွေ့ရင်ဒုက္ခရောက်လိမ့်မယ်။အန်တီမင်းကိုအရသာရှိတဲ့စံပြုတ်ကျွေးမယ်အန်တီရာအလကားမစားခြင်းဘူးစားပြီးရင်အန်တီကိုကူလုပ်ပေးမယ်မင်းကတော်တော်လိမ္မာတဲ့ကလေးပဲကျေးဇူးတည်တက်လိုက်တာကောင်းပါပြီဒါစားပြီးရင်အန်တီကိုလာကူပေးလူတွေနဲ့စီကားနေပြီးပျော်ဖို့ကောင်းတဲ့နေရာတစ်ခုမှာရာလေးကအလုပ်လုပ်နေတယ်အန်တီကိုကူပေးလို့ကျေးဇူးပါမယ်အခုအိမ်ပြန်တော့မှလားတမီးတို့ကအစားတောက်တွေကိုပုံမှန်မစားရဘူးအရန်စင်းရဲလုံးတော့တခါတလေဆိုဘာမှမစားပဲအိတ်တရက်တွေတောင်ရှိသေးတယ်လိမ္မာပြီးတနာဖို့ကောင်းတဲ့ကလေးမလေးရဲ့အပြုတ်မှုကြောင့်အန်တီကြီးကအသားဆန်ပြုတ်တွေကိုအိုးကြီးနဲ့အပြည့်ထည့်လိုက်တဲ့နောက်ထပ်မုံလုံးဝိုင်းတွေကိုမြများထည့်လိုက်တဲ့ဆိုင်ရှင်သားပေါက်စီအချို့ရောင်းပေးပါအောင်မြန်လေးဒီမှာကလေးလေးအိမ်ရောက်ရင်မိသားစုတွေနဲ့အတူတူစားတော့စကားမဆက်မင်းကဘယ်မှာနေတာလဲကလေးလေးတမီးရဲ့အိမ်ကဟိုးအရှိနာမှာပါအစားတောက်ပေးလို့ကျေးဇူးမမေ့ပါဘူးအခုတော့သွားခွင့်ပြုပါအောင်အန်တီကြီးရေဖွားထပ်ပါတော့ရာမှာအစားအစာတွေပါလာတဲ့ဖွားကအိမ်မောကျနေတာကြောင့်သူကိုယ်တိုင်မီးတွေမွေးပြီးအိမ်ထဲမှာအလင်းရောင်ကြီးတစ်ခုရအောင်လှုပ်လိုက်တဲ့ခုမှအဖွားနိုးလာတဲ့ရာသမီးဘယ်ကပြန်လာတာလဲဖွားတစ်စုံလောက်စားကြည့်လိုက်ပါလက်ဆက်ပြီးပူပူမင်းမင်းဖြစ်နေတဲ့အသားဆန်ပြုတ်ကိုစားကြည့်လိုက်တဲ့အခါမျက်ဝန်းအိမ်ကမျက်ရည်တွေပါစီးကျလာတဲ့ဖွားဒီမှာနောက်ထပ်စားလို့အရန်ကောင်းတာတွေပါသေးတယ်ရာတယောက်နဲ့ဒီကိုထပ်သွားပြန်ပြီလားဖွားရာစိတ်ထားအရန်ကောင်းတဲ့အန်တီကြဒီနေ့တွေ့လာခဲ့တဲ့ဒီစားစရာတွေနဲ့အသားဆန်ပြုတ်လဲသူပဲကီချီဖြူဖြူပေးလိုက်တာပြီးတော့အန်တီကြီးကရာကိုအရန်ချစ်တယ်အဖွားဖြစ်သူကရာလေးပေးကင်းဖို့ဆူတောင်းပေးနေတယ်မနှက်ဖြန်ကြရင်အဖွားတို့ရွာလူကြီးကိုတော့အတိပေးရမယ်
ဖိုးဖိုးကြီးသမီးတို့အတွက်စားစရာလာပို့ပေးတာလားရာရာဒီမှာရှိတဲ့အစားအသောက်တွေကိုရွာသားတွေအားလုံးကမျှဝေပြီးစားနေကြတာရောဒီမှာကသမီးတို့အတွက်ပြန်ယူသွားလိုက်ပါဖိုးဖိုးကြီးရာရာမှာဒီထက်ကောင်းတဲ့အစားစရာတွေအများကြီးပါလာတယ်ရွာသားတွေအားလုံးကိုခေါ်ပြီးစားစရာတွေတစ်ခုချင်းစီဝေပေးပါနော်ဖိုးဖိုးရာရာမှာမုံတွေအများကြီးပါလာတယ်ဒီဖြစ်ရပါကြောင်းရွာလူကြီးကထိတ်လန့်ပြီးရွာသားတွေအမြင်မကြီးဖြစ်ပါနိုင်တာကြောင့်အခန်းတကားကိုအမြန်ပိတ်လိုက်တယ်ဒီနေ့ရွာသားတွေအားလုံးကိုခေါ်ရတဲ့အကြောင်းရင်းကကလေးမလေးရာရာအပေါ်အမြင်မကြည့်တဲ့စိတ်တွေမရှိကြဘူးပြောချင်တယ်ပါပဲဖြစ်ဖြစ်ဒီရွာမှာအခုချိန်ထိအသက်ရှင်ပြီးနေနိုင်တာဒီကလေးကြောင့်အများကြီးပါတယ်သူအစားအသောက်တွေကိုဘယ်ကားရတယ်ဘယ်လိုရတယ်ဆိုတာကိုဘယ်လိုအကြောင်းမျိုးမျိုးနဲ့ပဲဖြစ်စေမေးဖို့မထုတ်ဖို့ပြောချင်တယ်စားစရာတွေမုံတွေကသူကြောင့်အသက်ရှင်နိုင်သေးတယ်ဆိုတာကိုအားလုံးရဲ့ခေါင်းထဲမှာမှတ်သားထားခိုင်းချင်သေးတယ်ဒီနေ့ရွာသားတွေအားလုံးကိုခေါ်ရတဲ့အကြောင်းရင်းကကလေးမလေးရာရာအပေါ်အမြင်မကြည့်တဲ့စိတ်တွေမရှိကြဘူးပြောချင်တယ်ပါပဲဖြစ်ဖြစ်ဒီရွာမှာအခုချိန်ထိအသက်ရှင်ပြီးနေနိုင်တာဒီကလေးကြောင့်အများကြီးပါတယ်သူအစားအသောက်တွေကိုဘယ်ကားရတယ်ဘယ်လိုရတယ်ဆိုတာကိုဘယ်လိုအကြောင်းမျိုးမျိုးနဲ့ပဲဖြစ်စေမေးဖို့မထုတ်ဖို့ပြောချင်တယ်စားစရာတွေမုံတွေကသူကြောင့်အသက်ရှင်နိုင်သေးတယ်ဆိုတာကိုအားလုံးရဲ့ခေါင်းထဲမှာမှတ်သားထားခိုင်းချင်သေးတယ်ရွာသားတွေအားလုံးကလည်းယူသေးစွာနဲ့ပဲရွာလူကြီးကိုညှိညွတ်လိုက်ကြတယ်ဖိုးဖိုးကြီးရာရာယူလာတဲ့မုံတွေနဲ့အစားအသောက်တွေကိုရွာသားတယောက်ချင်းစီကိုကျွေးလိုက်ပါသူတို့ရဲ့စားလောက်မှုကခံစားနေမိလို့ပါကဲကဲအားလုံးပဲထားကြရွာသားတွေမစားရတာကြတဲ့အစားအစာတွေကိုကျွေးမယ်အာဟာရဖြစ်မှရွာအတွက်အားလုံးကအသက်ရှင်နိုင်မယ်ရွာလူကြီးကလူကြီးလူငယ်တွေအားလုံးကိုအသားပေါက်စီတွေမျှဝေလိုက်တယ်အဖွားကတော့စံပြုတ်ပူပူလေးတွေကိုခတ်ထည့်ပေးတယ်အစားအစာတွေကိုမျှဝေပေးလိုက်တဲ့အခါရွာသားတွေအားလုံးရဲ့စိတ်ထဲမှာပီတိတွေဝေဖြာပြီးရာရာလေးအတွက်စိတ်ထဲကနေဆူတောင်းပေးနေတဲ့စားစရာတွေကိုမြင်မြင်ရှက်ရှက်စားနေကြတယ်ညရောက်တဲ့အခါကာလာသားအချို့နဲ့ရွာလူကြီးအချို့ကရာရာတို့ရဲ့ဖွာမီလို့စီကိုလာကြတယ်ရာရာကိုအစားတောက်တွေပေးနေတဲ့လူကိုဒီတိုင်းပဲနေပြီးကျေးဇူးဆက်လို့မရဘူးငါတို့ရွာမှာထွက်တဲ့တတော်ထွက်တဲ့တစ်ဖူးတွေကိုယူပြီးသူတို့ကိုကျေးဇူးဆက်ရမယ်အားလုံးရှိမှပြောစရာတစ်ခုရှိတယ်မနှက်ဖြန်ကြရင်ရာရာလေးတူကျွန်တော်လိုက်သွားခြင်းနဲ့ကလေးကဘယ်လိုမျိုးတခြားနေတစ်ခုကိုသွားလာနိုင်တာဆိုတာမေးဖို့မထုတ်ဖို့ရွာလူကြီးကတတိပေးထားတာကိုတော့မှတ်မိပါတယ်ဒါပေမဲ့လူကြီးတယောက်ပါသွားတော့ကိုအဆင်ပြေလောက်မယ်ထင်လို့စကားမများကြနဲ့တခြားတနေရာကိုသွားဖို့ဆိုတာဘယ်သူမှဝင်ရောက်ဆွတ်ဖက်စရာမလိုဘူးရာရာကကလေးတယောက်ဆိုပေမဲ့လူကြီးတယောက်ထက်အသိဉာဏ်ရှိပြီးပါနဲ့လို့သူ့ကိုတခြားတနေရာကလူတွေကစားစရာတွေပေးကမ်းကြတာဒါကြောင့်သူနဲ့သူဘယ်သူမှသွားဖို့မလိုဘူးရာရာမနဲ့အစောကြီးတက်တော်ထဲမှာတယောက်တည်းပါလုံနေတာလဲလက်မှာလဲအနာတွေဖြစ်ကုန်ပြီးကိုကြီးရာရာကမျိုးတွေကအန်တီကြီးကိုကျေးဇူးဆက်ချင်လို့အစောကြီးလာပြီးအနာဖြစ်မှာကိုမကြောက်ပဲတစ်တော်ထွက်တဲ့တစ်ဖူတွေကိုရှာဖွေနေတာပါအခုတောင်တော်များများရသွားပြီးလာရာရာနေမဝင်ခင်အမြန်သွားရအောင်ဖွားဖွားရရာသွားတော့မယ်နော်